ကျောင်းသားမိဘများနဲ့ညီငယ်ညီမငယ်များခမညာပညာရေးဟာဘဝအတွက်တကားပေါက်ဆိုပေမဲ့အဲ့ဒီတကားပေါက်မှာတော့ခတ်ထားတဲ့တော့ခလောက်ကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဘာသာစကားအခက်ခဲပါပဲရှစ်တန်း30တန်း12တန်းရောက်လာရင်ဇီဝဗေဒ biology ရူပဗေဒ physics ဓာတုဗေဒ chemistry စာအုပ်တွေကအင်္ဂလိပ်လိုတွေကြီးပါပဲစာကိုနားမလဲတာမဟုတ်ဘူးဉာဏ်မကောင်းတာမဟုတ်ဘူးဘာသာစကားကိုနားမလဲလို့စာမေးပွဲကြရတဲ့ဘဝတွေအများကြီးပါမိဘတွေကကူညီခြင်းပေမဲ့လည်းကိုယ်တိုင်ကအင်္ဂလိပ်စာမကျွမ်းကျင်တော့ပါသမီကိုငေးကြည့်နေရုံကလွယ်နီးမတတ်နိုင်ကြပါဘူးကျူရှင်ထားဖို့ကလည်းငွေကြေးအခက်ခဲရှိတတ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီအခက်ခဲကိုဖြေရှင်းမယ်နီလန်းကိုပြောပြပါမယ်အီမီအိုင်ရဲ့ကျူရှင်ဆရာချန်ဟာသူ့အိတ်ကတဲ့ကတီးတန့်ကျူရှင်ဆရာဖြစ်ပါတယ်သူကနိုင်ငံတကာသင်ရိုးတွေကိုကောင်းကောင်းနားလည်ပါတယ်သူ့ရဲ့အလုပ်ကဘာသာပြန်ပေးရရင်တတ်မဟုတ်ပါဘူးဘာသာရပြကျွမ်းကျင်ကျောင်းဆရာတယောက်လိုအကြောင်းအရာကိုရှင်းပြပေးတာဖြစ်ပါတယ်အင်္ဂလိပ်စာပိုက်ကြီးတစ်ပိုက်ကိုဖတ်လိုက်တာနဲ့အော်ဒါကဒီအကြောင်းကိုပြောတာပါလားဆိုပြီးမက်ဆီတဲ့မြင်အောင်ရှင်းပြနိုင်ပါတယ်ကဲစာအုပ်တစ်ပုဒ်ကိုဖွင့်ပြီးစမ်းကြည့်ရအောင်အဆင့်1ဂျမ်မန်နေဂျာတွေကနေအီမီအိုင်ကျူတာကိုရွေးပါအဆင့်2တင်နားမလည်တဲ့စာမျက်နှာတစ်မျက်နှာကိုဓာတ်ပုံရိုက်လိုက်ပါစလုံးတွေထင်ရှားအောင်ကင်မရာကိုငြိမ်ထားနော်အလင်းလောင်ကောင်းကောင်းရပါစေအဆင့်3ဓာတ်ပုံတင်ပြီးတာနဲ့ဒီလိုခိုင်းလိုက်ပါဒီစာမျက်နှာကိုပြန်ရာလိုဘာသာပြန်ပြီးအနှစ်ချုပ်ရှင်းပြပေးပါလို့ပြောပါကြည့်လိုက်ပါအင်္ဂလိပ်စာပိုက်ရှေ့ကြီးကိုမြန်မာလိုအချက်အလက်ခေါင်းစဉ်လေးတွေနဲ့ခွဲပြီးရှင်းပြနေပါပြီအကယ်၍မြန်မာလိုရှင်းပြတာကိုအားမရသေးဘူးနားမလည်နိုင်သေးဘူးဆိုရင်တင့်မိခင်ဘာသာစကားနဲ့ထပ်မေးလို့ရပါသေးတယ်ဒါကိုကရင်ဘာသာစကားနဲ့ထပ်ရှင်းပြပါလို့ပြောကြည့်ပါသူကတင့်အရင်နှီးဆုံးဘာသာစကားနဲ့ရှင်းပြပါလိမ့်မယ်ဒီနေရာမှာစာမေးပွဲအောက်ချင်းသူတွေအတွက်အထူးနီလန်း pro tip ပြောပြမယ်စာဖတ်ရရုံနဲ့မလုံလောက်ပါဘူးကိုစမ်းသပ်ရပါမယ်အီမီအိုင်ကိုဒီလိုထပ်ခိုင်းလိုက်ပါဒီစာမျက်နှာတွေကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးငါ့အတွက်မေးခွန်း9ပုဒ်ထုတ်ပေးပါလို့ပြောပါဒါဆိုရင်အီမီအိုင်ကဆရာလိုမေးခွန်းထုတ်ပေးပါလိမ့်မယ်ကွက်လက်ဖြေအမှားအမှန်စသဖြင့်ပေါ့ပြီးရင်တင်ကအဖြေပြန်ဖြေတင်အဖြေမှန်လားမှားလားဆိုတာကိုလည်းသူကဆရာလိုအမှတ်ပေးပါလိမ့်မယ်မှားသွားခဲ့ရင်လည်းဘာလို့မှားလဲဆိုတာကိုစိတ်ရှည်လက်ရှည်ရှင်းပြပါမှာပါဒါဟာကျူရှင်ဝိုင်းတွေမှာတော့မရနိုင်တဲ့အခွင့်အရေးပါ24နာရီပတ်လုံးမမောမပန်းသင်ပေးမဲ့ဆရာဖြစ်ပါတယ်ပညာရေးမှာငွေကြေးမတတ်နိုင်လို့ဘာသာစကားအားနည်းလို့ဆိုပြီးနောက်ကျကြံခဲ့ရတဲ့ခေတ်ကုန်သွားပါပြီအီမီအိုင်နဲ့အတူသင်အိမ်မက်တွေကိုအယူလိုက်ပါ